ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာပရိသတ်တွေနားဆင်ရမယ့်ဇာတ်လမ်းလေးကတော့လှ၍မလှသူနဲ့မလှ၍လှသူဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးမစတင်ခင်မှာတော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်ပြီးသွားဖို့နဲ့ဇာတ်လမ်းသစ်များစွာကိုမလွတ်တမ်းနားဆင်နိုင်မှုဘေးနားကအချက်ပေးခေါင်းလောင်းလေးကိုလည်းနှိပ်သွားပေးဖို့မမေ့ပါနဲ့ရှင်ဟုတ်ကဲ့ဒါဆိုရင်ဇာတ်လမ်းလေးကိုစတင်လိုက်ပါပြီရှင်ဒါကျွန်တော်ရဲ့ချစ်လာစွာသောဇနီးချောလေးပါခင်ဗျာဒေါက်တာအောင်ညွန့်ရဲ့အတန်ကိုကြားရတယ်ဩသူ့မိမရှောင်းလာပြီကိုနောက်ဆိုရင်လွမ်းလိုက်တာပြသေလူရောဆိုတဲ့တန်ကိုကြားရတော့မှမဟုတ်ဘူးလို့တွင်ရင်ပြုံးမိတယ်ဒါပေမဲ့လှဲလူတော့မကြည့်ဖြစ်တော့စားလက်စားမုံဟင်းငါကိုအရသာတွေ့နေတာကြောင့်ဖြစ်ပါတယ်သူ့မိမတော်ကြောင်းလိမ္မာကြောင်းကိုအင်မတန်တွားနေသူဘလောက်တော်လဲလို့စောင့်ကြည့်အောင်မယ်လို့တွင်ရင်နဲ့ရင်းရည်ထဲမှာဘောလောပေါ်နေတဲ့မြတ်သားကျက်သွန်ဦးလေးကိုဆဲပြီးပါဇက်ထဲထည့်လိုက်တယ်အချိုးရီဝါပြီးနူးနေတဲ့ကျက်သွန်ဦးလေးဟာသူ့ရှာပေါ်မှာအိပြီးပျော့ဆင်းသွားတယ်တပတ်ရှုစရုံမှာစပယ်ပန်းနေဝင်းနေအောင်ပန်ဆင်ထားတဲ့မိမပြူကသူ့ကိုရီဝေစွာပြုံးပြီးကြည့်နေတယ်။စုထွေတခါတော့ကတော့မောင်းအချစ်ဆုံးစုထွေအဲ့ဒီနောက်ကစားစရာအယုတ်ဟောင်းလေးတစ်ခုလို့သူစွန့်ပစ်ခဲ့တဲ့စုထွေအဲ့ဒီစုထွေကိုပြုံးကနေပြန်ပြီးမျက်နှာချင်းဆိုင်ရတော့သူ့ရဲ့နှလုံးသားဟာဘရုံသုံးကလှုပ်ရှားသွားပါတယ်။တွေ့ရတာဝမ်းသာပါတယ်ရှင်။စုထွေကတင်းငိမ့်စွာပြောတယ်သူပါပြောရမလဲမသိဒေါက်တာကတော့ရောက်တဲ့နေရာစပြီးမိမလွမ်းကြောင်တပြားဖွင့်နေရဆရာကတော့ရေကျွန်တော်တို့မြို့လေးရလဲအလွမ်းဖြည့်စရာပျော်ပါနေတော့သူခမအလုတ်ထင်းမှာနေရောညာရောကောင်းဆိုင်ပြီးအလွမ်းဖြည့်နေရတာဒါတော့နည်းနည်းအားရင်ကြီးတက်မှာကန်ပြီးတော့ထိုင်ပြီးမိမတပုံထုတ်ကြည့်ရင်ငိုရတယ်ဗျသိလားဟာတလီဒီလိုမျိုးဟာတလီတော့ကတော်တော်လေးပြောဖို့ကောင်းမိမဲ့အဲ့ဒီစကလုံးလေးဟာသူ့ကောင်တွေကနေကြက်ပြောင်ငှက်ပြောင်ပြက်ကုန်နေဒါကြောင့်မေဟုတ်ကဲ့ဆိုတဲ့စကားကိုအိန္ဒရီမပြတ်ယုံမြအနိုင်နိုင်ပြောလိုက်ရပါတယ်ဒီမျိုးအခုမှရောက်ပေမဲ့ဒီမျိုးကလူတွေအကြောင်းတော့စုတွေကအားလုံးသိပြီးသားပါဗျဆရာနော်မမှန်ပြောဤတို့အတင်းတွေဘာတွေပြောထားရလဲမြို့နယ်အင်ဂျင်နီယာကတော့တိတ်ချောတယ်လို့ချီးကျူးတာပါမမရဲ့စုတွေကသူပြောတဲ့လောက်ဟုတ်မဟုတ်ရဲ့လားလို့ထင်တာအခုလူတွေ့တော့မှကိုပြောတာနဲတောင်နဲသိတယ်လို့ပြောရတော့မှစားမဝင်းကစားပါအောင်အေးခင်ကသူ့လက်ထဲကမုတ်ပကံကိုထိုးပေးရင်ကြည်နဲ့စွာရှိတယ်သူ့ရင်ထဲမှာတော့စစ်ကနေဖြန်းကနေနဲ့နားတလူလူဆက်တလူလူဝေဒနာစမ်းကိုခံစားရတယ်သူကအနိုင်နိုင်အိန္ဒြေစင်နေရပေမဲ့စုထွေးကလုံးဝတုံ့လှုပ်ခြင်းမရှိပဲတည်ငြိမ်အေးစိနေတယ်ရက်ဆက်လိုက်တာမောင်ရဲ့စုထွေးကိုမချစ်တော့ဘူးပေါ့လို့တုံရင်လိုက်လဲစွာပြောပြီးချုံမွေချငိုခဲ့ဘူးတဲ့မိန်းကလေးဟာအခုတော့သူ့ရဲ့ရှိမှာပြုံးရင်စကားဆိုရင်သူ့ကိုမတိကျကျလစ်လျူရှုနေနိုင်မှာပဲသူဘယ်တုန်းကများယောက်ျားရသွားတယ်မသိဘူးအေးလေသူ့ကိုငါခွဲခွာခဲ့တာ9နှစ်တောင်ကြော်ရောပေါ့9နှစ်ကျော်6နှစ်ဆိုတဲ့အချိန်ကအသေးတွေကတန်ရာကိုကြက်ဖို့ရောအနက်ဖေးကွာဖို့ရောလုံလောက်တဲ့အချိန်ပဲအင်းလေဒေါက်တာအောင်ညွန့်ကလူတော်လူကောင်းပြီးတော့လူရိုးတစ်ယောက်ပဲစုထွေးအတွက်စားစာရရကောင်းပါပါသူကမဝင်းကမကုံသေးပဲနဲ့သူရှိပကံတွေကစနေမကင်းကိုကောစားမိရင်တွေးတယ်သူပါဇက်ထဲမှာဝါနေတဲ့အရာဟာမဝင်းကလားစနေမကင်းလားဆိုတာအရသာမခံမိဆရာကိုတိတ်လွတ်မထားနဲ့နော်မြို့နယ်ဆရာဝန်ကိုလူပြိုမှတ်ပြီးစေကမ်းမဆိုလူဝင်လူထွက်ကိုရှုပ်လို့မြို့လေးကသေးတာလူချမ်းသာပေါ်ရဲစုထွေးရဲ့ဆရာဝန်ဆိုရင်တမတ်တော်ကျန်တဲ့တတိတွေကအပြိုင်ဆိုင်အေးခင်ကစကားကိုမစင်မကျင်ပြောတယ်အဖိုးလေးတန်းပွဲတက်လေလှတဲ့ယောက်ျားတစ်ယောက်ကိုလက်ဝဲပိုင်ဆိုင်ထားပြီးတဲ့အိမ်အောင်ရှင်မတွေရဲ့ထုံးစံတိုင်းအေးခင်ဟာတခြားမိန်းမတွေကိုမတိမတာအထင်သိမ်းလို့ရှိတယ်တော်ဝင်လဲတူတက်တယ်အေးရတော့မောင်းလက်ဆွဲပြီးတော့လိုက်တာပဲဘသူမှမကက်ရင်အောင်မန်းတက်တိုင်ကိုအမြဲတက်ပြနေရတာတချို့တွေကပြိုသောဥသောရှောင်းတာမဟုတ်ဘူးအိခင်ရဲ့သူကခက်တူတူဟန့်လိုက်မိတယ်သူပြောနေပုံကသူသာငါပစိုးစာဆွဲမလိုက်ငါမိန်းမတွေတယုံယုံနဲ့ရှုပ်တော့မီဆိုတဲ့ပုံစံမျိုးလိုတွေ့ရင်စိတ်တူချင်းချင်းဖြတ်သွားတယ်စုထွေးကကိုအောင်ကိုယုံပါတယ်ထွေးကတိုးတိတ်ညင်သားစွာပြောရင်ဒေါက်တာအောင်ညွန့်ရဲ့အင်ကြီးရင်ဘက်မှကပ်နေတဲ့မုံဟင်းငါဘက်ကိုလက်နဲ့အသာလှမ်းခွာလိုက်တာကိုမြင်တော့စိတ်ထဲမှာမအိမ်မသာဖြတ်သွားတယ်စုထွေးရဲ့နှလုံးသေးပေါ်မှာနေရာပိုင်ယူထားတဲ့သူ့ရဲ့အရေးတတန်ကိုအချိန်ဆိုတဲ့စီးစရာကြီးကဆွဲထုတ်လွတ်ပြတ်လိုက်ပါပြီချစ်လာကြီးရဲ့ကြိုက်လာကြီးရဲ့အလကားမိန်းမတွေသူတို့စကားများယုံရရင်ခတ်မယ်သူကအလိုမကျစွာတွေးမိတယ်သူမလို့ခြင်းလို့စွန့်ပစ်မေးပစ်ခဲ့ရမှန်မိမဲ့သူ့ကိုတော့မမေ့စေခြင်းတသားသားနဲ့တတိယနေစေခြင်းနဲ့တတိယနေလိမ့်မယ်လို့လည်းထင်ခဲ့တယ်မယုံဘူးဤကတော့ဘသူမှမယုံဘူးမယုံကိုလည်းခဏသွားပြီးချက်ကင်လုပ်ရတယ်ဇီးမာရီယာလည်းလှတယ်လေသူတို့ဘလောက်လှမမလောက်လှပါမလားစုတွေးဆိုရင်တော့ဒီလောက်လှတဲ့မိန်းမရထားရင်ကျန်တဲ့မိန်းမတွေအားလုံးဖွဲနဲ့စကွဲပဲထင်မှာ
သူ့ရင်ထဲမှာစစ်ခနဲ့နားသွားပြန်နေအေးအေးခင်ကတော့စုထွေးရဲ့လက်ကိုလမ်းကန်ကဒီရဲ့ပြောလေးတွေကြောင့်ဆရာကတိတ်ချနေရထင်တယ်လို့တရင်တနေပြောကရှိတယ်။သူကအိမ်နရီမပြတ်ရောပြီးပြုံးရင်သူရှိရမိန်းကလေးနှစ်ဦးကိုရှင်းပြီးကြည့်မိတယ်။အေးအေးခင်ရဲ့ဝင်းပါရှုံးမြတဲ့အလှအရှိန်ဝါအောက်မှာစုထွေးရဲ့အလှကညှိုးမိန်နဲ့ရှိတာကတော့အမှန်ပါအခါတိုင်းတွေးနေကြဂုံယူနေကြတိုင်းကြည်စမ်းငါမိမဘလောက်လှတယ်လဲလို့တွေးလိုက်ရင်ရပေမဲ့ခါတိုင်းလောက်တော့စိတ်မပြောဒါပေမဲ့ငါရွေးတာမမားပါဘူးကြည်ပါလားဤခင်ကတိတ်လာတာပဲလို့ဆက်ပြီးတွေးရင်ကြည်ပြီးကျေနပ်လိုက်တယ်အေးခင်ဟာသူ့ရေးစားတွေထဲမှာအလှဆုံးဖြစ်ပါတယ်ဒါကြောင့်လေသူကအပိသက်ပန်းကုန်းစွပ်ပြီးရွေးလိုက်တာဖြစ်ပါတယ်သူဟာသူ့ယောက်ျားကိုယုံနေတဲ့ယုံမှာပေါ့သူ့ယောက်ျားဆရာဝန်သာပြောတယ်ဂိုက်ကခက်ပက်ပဲတခြားဆရာဝန်နေလူမှမဟုတ်တာအရက်ကလည်းပုတ်သေးအသားကလည်းမဲသေးမျက်လုံးကလည်းမိသေးဘောင်းမီဝက်လိုက်တော့လေပုတ်ကွက်ကွက်နဲ့မောင်းလူသားဂိုက်ကောင်းဆိုင်ကောင်းရုပ်ချောဆိုရင်သူ့မိမယုံမာတဲ့လားသူတို့တွေထွက်သွားတော့အေးခင်ကခက်တူတူပြောတယ်သူကကျေနပ်စွာရှိမိတယ်ဒီတမနဲ့လုံးအေးခင်ပြောနေသမျှစကားတွေထဲမှာဒီစကားကိုသူသဘောကျဆုံးဖြစ်ပါတယ်အေးခင်ကမိမပီးသားလာတယ်လို့သူကလည်းယောက်ျားပြီးခန့်ကျော်ချောပါတယ်ဒါကြောင့်လေသူတို့နှစ်ယောက်ကိုနေနေလာရွှေနေညလို့ရှေ့သွားနောက်လိုက်ညီတယ်လို့လူတိုင်းကပြောကြတယ်မဟုတ်ပါလားသူနဲ့ဤနဲ့ဘသူကြည့်မလဲရင်မပြောတတ်ဘူးလေရွယ်လူလောက်ရှိမှာပေါ့နော်သူကတော့ဤကိုမမတဲ့သူကများနည်းနည်းငယ်မလားမသိတာအောင်မေသူကငယ်မေဟုတ်လားအေးခင်ကမကြင်တဲ့ချိန်လက်ခန်းစုကမျက်မှောင်လေးချိသွားတယ်သူကစိတ်ထဲကနေစုထွေးရဲ့တက်ကိုတွက်နေမိတယ်အေးခင်တက်တစ်နှစ်ကျော်ကျော်ငယ်ပါတယ်တစ်ချိန်တုန်းကသူ့မှာချစ်သူဒါဇင်ဝက်ခန့်ရှိဘူးတယ်အားလုံးကိုမမှတ်မိပေမဲ့တချို့ချစ်သူတွေရဲ့မွေးနေ့ကိုတော့မှတ်မိနေသေးတယ်စုထွေးကဒီဇင်ဘာလခရစ်စမတ်အကြိုနေ့မှာမွေးသူဖြစ်ပါတယ်နင်းဝေတဲ့လမှာမွေးပေမဲ့စုထွေးကနှင်းလုံမဖြူပဲအသားညူတယ်အဲဒီအသားညူညူပပြစ်ပြစ်လေးပေါ်မှာမကွက်ထူထူလေးကွက်တက်တဲ့စုထွေးရဲ့အလှဟာလင်းလင်းချင်းချင်းမရှိပေမဲ့ရိုးပြီးရင်မာတယ်တခါကစုထွေးရဲ့မွေးနေ့မှာလက်ဆောင်ပေးဖို့အစာငိုသွားလမ်းမှာရောင်းနေတဲ့ဆောင်းတော်ကူးပန်းတွေကိုတွေ့တာကြောင့်တပွေးတပိုင်ဝဲခဲ့ပူးတယ်သူပေးတဲ့ကောင်းစီပွားနီနီလေးထက်မွေးကျင်တင်းပြတ်နေတဲ့ပန်းဖိုးဖွေးလေးတွေကိုစုထွေးကပို့ပြီးနှစ်သက်ခိဟန်ရှိပါတယ်ပန်းစုပ်ပန်းခိုင်တွေကိုတကောင်းလုံးဝင်နေအောင်ပန့်ပြီးအင်းဟာဘက်ကိုလက်ချင်းတွဲပြီးရှောက်ခဲ့တယ်စုထွေးကသူ့ရင်ခွဲမှာမှီနှွဲ့ရင်မောင်ရဲ့စုထွေးရဲ့မွေးနေ့တိုင်းမှာပန်းလေးတွေကိုပဲအမြဲလက်ဆောင်ပေးပါလားယင်အမြဲတမ်းလေစုထွေးတို့ခလေးတွေရတဲ့ထိညီးတွေရတဲ့ထိတို့အပြုံးလေးတဝေဝေနဲ့စိတ်ကူးရင်ခဲ့ပူးသေးတယ်ဟုတ်တော့ဘာရီမြဒီလောက်စိတ်ကူးနေရတာလဲအေးခင်ကသူ့လက်ကိုဖြတ်ခနေလှမ်းပုတ်တယ်သူ့ကိုအလိုမကျသလိုမျက်မှောင်လေးကုပ်ပြီးကြည့်နေတယ်ဘာရီမြတွေးနေရလဲဤပြောတာမကြားဘူးလားမောင်ရဲ့ဟိုအကြောင်းဒီအကြောင်းပဲဘာအကြောင်းလဲဒီလိုပါပဲငငယ်တုန်းကလိုက်တိုင်းပြေးတဲ့ကစားခဲ့တဲ့အကြောင်းစဉ်းစားနေမိတာပါသူပြောမိပြောတာပြောလဲအေးခင်ကစိတ်မဝင်စားသလိုခေါင်းကိုမတိမတာရှမ်းလိုက်တယ်သူ့ရဲ့မျက်လုံးတွေကိုတေချစွာစူးစိုက်ပြီးအကဲခတ်မလာမီသူကမျက်လွှာကိုချကောင်းသူ့ရှိမှရှိနေတဲ့အေးဆက်ဆက်ရင်းနှွေးချမ်းကိုကောက်ပြီးမော့ချလိုက်တယ်မဟုတ်ပါဘူးသူ့ကိုအေးထက်ငယ်မယ်လို့ဘာဖြစ်လို့ထင်ရတာလဲလို့ဩကွာဒါကိုပဲမပြီးသေးဘူးလားအေးလိုစပင်းတွတ်တွတ်မျက်နှာနုနုလေးကိုအမခေါ်သွားတာလူသေးတမှုခေါ်သွားတာဖြစ်မှာပေါ့ဒါမေမောင်ကသူ့ကိုအေးထပ်ပုံငယ်တယ်လို့ထင်တယ်မဟုတ်ဘူးလားသူတက်ပြင်းချလိုက်မိတယ်စပွဲကိုလက်နှစ်ဖက်နဲ့တပြင်းပြင်းပုတ်ကထင်တာမဟုတ်ဘူးဟဲ့သိတာလို့တအားကျုံအော်ပြက်လိုက်ခြင်းစိတ်တွေလေးပေါ်လာတယ်အေးခင်ကအဲ့ဒီလိုပဲပြဿနာမဟုတ်တော့မကြခဏပြဿနာလောက်တက်ပါတယ်ထင်တယ်ရဲ့လို့လည်းမဟုတ်ပါဘူးမထင်ရင်သူကနည်းနည်းငယ်မလားမှမသိတာလို့ဘာဖြစ်လို့ပြောတယ်လဲပြောမိလို့လားပြောတယ်လေခုနတုန်းကပြောတာအဲ့ဒါစိတ်ထဲရထင်လို့ပြောတာမဟုတ်လားအေးနောက်တော့မှအဲ့ဒီစိတ်ဆိုတဲ့ကောင်မေးကြည့်အောင်မယ်လေဒီတိုင်ယန်နာစပင်နဲ့လူတက်တက်နှုတ်အောင်ပြင်ထားတဲ့ငါမိမထက်သူ့ကိုဘာလို့များပုံငယ်တွေထင်ရတာလဲလို့အသေးချာမေးကြည့်လိုက်အောင်မေဟုတ်လားသူကခက်တိုးတိုးခက်ဆက်ဆက်ခက်ပြက်ပြက်ပြောရင်လက်ထဲကစွန်းကိုအတန်မြေအောင်ပြစ်ချလိုက်မိတယ်ပြဿနာမရှိပြဿနာရှာပြီးစိတ်ကောက်ချင်နေတဲ့အေးခင်ရဲ့ပခုံးနှစ်ဖက်ကိုလေကိုင်ပြီးစောက်ပြစ်လိုက်ခြင်းစိတ်တွေပေါက်သွားတယ်အေးခင်ကမျက်မှောင်လေးမတိမတာကုတ်ကနှက်ခမ်းဆူသွားတယ်လူတွေကြားထဲမှာမို့ခွန်ကြီးခွန်းငယ်ဘာမှပြန်ပြောမနေပေမဲ့သူ့လက်ထဲကစွန်းနဲ့ပကံထဲကမုတ်ဟင်းကားတွေကိုမှွေလိုက်ချလိုက်လုံနေတယ်တစုံမှတော့မစားသူစိတ်အလိုမကျကြောင်းကိုစံနာပြနေတာဖြစ်ပါတယ်အေးရလေကွာမောင်ကစတာကိုများအလကားစိတ်ကောက်နေတယ်ဆိုတဲ့စကားကိုမျောလိမ့်နေမှန်းသိပေမဲ့သူကဒီလိုစကားကိုမပြောချင်အေးခင်ကအဲ့ဒီလိုပဲမကြခဏစိတ်ကောက်နေကြဖြစ်ပါတယ်ဟိုတုန်းကတော့သူကလည်းချော့ကျင်မှုကောက်ကျင်သူနဲ့ချော့ကျင်သူတို့ဟန်ကြနေတယ်
ဒါပေမဲ့ကြာလာတော့လည်းခက်တယ်ယောက်ျားတို့ရဲ့သဘောမှာတက်ကြွလေညင်းငွေလွဲတာကိုအေးအေးခင်တတိပြုမိဖို့မရတယောက်ကစိတ်ကောက်ရတာကိုဘိန်းဆွဲတယ်လို့ဆွဲကအရသာတွေးတဲ့တွေ့လာပေမဲ့ကြံတအူးကချောရတာကိုညင်းငွေလာပြီးဖြစ်ပါတယ်မျက်ရည်ရွှဲဝိုင်းနေတဲ့မျက်လုံးလေးတွေနူးညံ့ပျော်ပြောင်းတဲ့ဆန်တွေနဲ့နှကန်းဆူဆူလေးဟာသူ့စိတ်ကိုအရင်တုန်းကလောက်ထိခိုက်လှုပ်ရှားမှုမပေးဆွနိုင်တော့ဒါကြောင့်လေမင်းဟာမင်းစားကျင်စားမစားကျင်နေအိမ်ရောက်မှစားရဆိုရင်တော့မင်းရဲ့တော်ပြိုင်းအိုမကြီးနှစ်ကောင်ကြိုက်တဲ့ငတလောက်ကြော်ပဲရှိမှာပဲလို့စိတ်ထဲကပြောမိတယ်မဝင်းကတပကံကိုကိုယ့်ဝကိုထပ်ထည့်ပြီးစားပစ်တယ်စားလေအရင်လိုတော့မပြောမိဘယ်လိုလဲဆရာခုရခုပြန်မဲလားဖះကိုစုလာပြီးဖះမှာကြော့မိရလာရင်တီစုံတွေပြန်တော့မဲ့ဟန်ပြနေတဲ့ဒေါက်တာအောင်ညွန့်ကိုအိမ်ရှင်ဖြစ်တဲ့ဦးကိုကိုလေးကနောက်ပြောင်နေတယ်သူကနောက်ကိုလှည့်မကြည့်ပေမဲ့အလိုလိုနားဆွင့်မိပြန်တယ်လာတာနေရဲ့လေဦးကိုကိုလေးရဲ့အဲ့ဒါဘာဖြစ်လို့လဲဆရာဩကိုချစ်သူနဲ့လက်တွဲပြီးလာရောင်အောင်မှလဲလျှောက်ရတာဘလောက်အရသာရှိလဲဆိုတာပြောပြလို့နားလည်မယ်ဆိုရင်တော့ပြောပြချင်တာဗျနော်ဒေါက်တာအောင်ညွန့်ရဲ့စကားဆုံးမှာဝါကနေရီလိုက်ကြတဲ့အတန်ဒီရှန့်ထွက်လာတဲ့ခေါင်းကိုမတိမတာငေးကြွေးမိတော့ကြည်ကြည်နူးနူးနဲ့ရှက်စနူးပြုံးနေတဲ့စွတ်ထွေးကိုတွေ့ရတယ်သူကလည်းမုံဟင်းကမကုံသေးပဲနဲ့စနေမကိန်ကိုကော်စားမိပြန်နေဟုတ်ပဘူးစုကီတွေမလာခင်တော့ကြိတ်ထားလိုက်အောင်အိုးဗျာဘူးတွေစုတွေလာတော့လေလာရအောင်အောက်ကနေရအောက်ကိုရောက်လာမှာပေါ့ပို့ပြီးလက်တွေ့ကြမှာပေါ့နော်စွတ်ထွေးရဒီလူတွေကခလေး9ယောက်ရှာနေရတော့မြေတာတယောက်တို့တွေလောက်နားလေတာမဟုတ်ဘူးပြောပြလိုက်စမ်းမမိမရေသူ့ပိုက်ထဲမှာဘူးနေပါလို့အိုးကိုအောင်ကလည်းစွတ်ထွေးကသူ့ရဲ့ဝမ်းပိုက်ကိုလက်တစ်ဖက်နဲ့မတိမတာအုပ်ရင်ကိုကလေးရှုပ်သွားတယ်ရေတံနေပို့ပြီးကျင်လာတယ်အိုးစွတ်ထွေးကကိုဝင်ရှိနေပြီကိုလို့တွေးမိပြီးဒေါသဖြစ်တယ်လို့စိတ်တူတယ်လို့လက်မျောတယ်လို့အမြင်ကက်တယ်လို့နဲ့ဘာလို့မှမသိတဲ့ဝေဒနာဆန်းကိုခံစားရတယ်အိမ်နောက်သက်လေးနှစ်ခန့်ရှိပြီဖြစ်ပေမဲ့ကလေးမလို့ချင်သေးဘူးမောင်ရဲ့လို့ပြောပြီးစေးလုံးလေးတွေတောက်မြဲဖြစ်တဲ့အေးအေးခင်ကိုလည်းမကြိမ်နဲ့ချင်နောက်ထပ်10မိနစ်ခန့်ရှိတဲ့အခါသူတို့လည်းပြန်လာခဲ့ကြတယ်လာရောက်ပြောက်ကြားထိုးနေတဲ့ကုတ်ကိုပင်တွေအောက်ကတိတ်တဆိတ်လန်းလျှောက်ခဲ့ကြတယ်စိတ်ကောင်းနေတဲ့အေးအေးခင်ကလည်းစကားမဆိုအတိတ်ကိုပြန်ပြီးတွေးတောလွမ်းမောနေတယ်လို့သူကလည်းစကားမပြောစုထွေးနဲ့ဦးအောင်တို့နှစ်ဦးကတော့တယောက်လက်ကိုတယောက်တွင်ရင်ကရွတ်ကရင်စကားတွေဆိုနေလိမ့်မယ်လို့တွေးမိပြီးမကြင်တဲ့တယ်လို့မနာလိုတယ်လို့နဲ့လှိုက်မောလိုလာတယ်ရုတ်တရက်လှုပ်ရှားလာတဲ့စိတ်ကြောင့်အေးအေးခင်ရဲ့လက်ကိုလှမ်းပြီးစုပ်ကန်လိုက်မိတယ်အေးအေးခင်ကသာသူ့လက်ကိုပြန်ပြီးတင်းတင်းစုပ်ကန်ကအားပေးလိုက်ပါကမငြိမ်မသက်ဖြစ်နေတဲ့စိတ်တွေအနေထိုင်သွားလိမ့်မယ်လို့ထင်နေဒါပေမဲ့မရွှေအေးအေးခင်ကလှမ်းလာတဲ့သူ့လက်ကိုတွန်းပြီးပုတ်ထုတ်လိုက်တယ်မျက်စောင်းကိုမတိမတာခဲကသွားဆက်မှလို့အကြိမ်မချမ်းပြောတယ်သူကတပ်ပြင်းချလိုက်တယ်အေးအေးခင်ရဲ့လက်လေးကိုစတင်စုပ်ကန်ခဲ့ရတဲ့နေ့ကိုလေတတိရတယ်အဲ့ဒီအချိန်ကအေးအေးခင်ဟာရှက်နေဟန်ရှိပေမဲ့သူ့လက်ကိုပြန်ပြီးမရုပ်ခဲ့ဟိုမှာအန်တီတို့ကြည့်နေတဲ့အကိုရင်လို့တူတူလေးပြောတယ်အခုလူသားသွားဆက်မှလို့သူ့လက်ကိုပုတ်ထုတ်ခဲ့ပါကတခါတည်းကိစ္စပြတ်မှာဖြစ်ပါတယ်သူကလည်းနောက်တစ်ခါစပြတ်တော့မှာမဟုတ်ဒီလူသားဆိုရင်သူ့ရဲ့ဇနီးဟာအေးအေးခင်ဆိုတဲ့မိန်းကလေးဖြစ်ချင်မှဖြစ်လာတော့မှဖြစ်ပါတယ်မူမူဝင်းဖြစ်ချင်ဖြစ်နိုင်တယ်ကေသွေးဆိုးဖြစ်ချင်ဖြစ်နိုင်တယ်နှွယ်လေးမှုဖြစ်ချင်လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်စုထွေးဖြစ်ချင်လည်းဖြစ်နိုင်ပါတယ်သူကပင်သက်ဆိုင်ရင်လောက်မင်းကိုမော်ပြီးကြည့်တယ်စဉ်းစားပြီးတော့လေအစကပြန်ပြီးစဉ်းစားတော့မေရင်ထဲမှာလှိုက်မော်ပြီးရင်ကုန်တဲ့မတိမတာလေးမြန့်နေတယ်စုထွေးဟာတမနဲ့တင်းနဲ့ညင့်လေအေးကိုရှိုက်ရှူရင်လောက်ဝင်းကိုမော်ပြီးကြည့်မိတယ်ဝဲဝနေတဲ့လောက်ပြေဝင်းကိုတိမ်လွာပပလေးအုပ်သွားတယ်တိမ်လွာပါကလေးနေရရွှေ့နေပေမဲ့စုထွေးရဲ့အမြင်မှာတိမ်ကရွှေ့နေတဲ့မတွင်လားကပြေးနေတယ်လို့ထင်မိတယ်စုထွေးနေကောင်းရလားယင်ကိုအောင်ကမေးတယ်ကောင်းပါရဲ့လက်ပြားတွေအေးနေသလားလို့ဟုတ်လားစုထွေးကသူ့လက်ပြားတွေကိုအချင်းချင်းစုပ်နေရင်ခေါင်းကိုမတိမတာငုတ်ထားတယ်ကိုအောင်ရဲ့မျက်လုံးတွေကိုရဲရဲဝံ့ဝံ့ရင်မဆိုင်ရင်စုထွေးပြောဘူးတဲ့စုထွေးကိုပြတ်သွားတဲ့စုထွေးရဲ့အချစ်ဦးဆိုတာလေခဏကကိုအောင်မိတ်ဆက်ပေးတဲ့ဦးစိုးနိုင်ပေါ်လို့ပွန့်ပွန့်လင်းလင်းပြောပြလိုက်ချင်မိမိမပြောရင်ကိုအောင်စိတ်ဆိုးမှဆိုးတာကြောင့်မဟုတ်ကိုအောင်ဟာသူ့ကိုဘယ်တော့ခါမှစိတ်ဆိုးလိမ့်မှာမဟုတ်ဘူးဆိုတာသူသိပါတယ်ဒါပေမဲ့ကိုအောင်စိတ်မကောင်းဖြစ်လိမ့်မယ်စုထွေးကငါ့ကိုတကယ်ချစ်တာမဟုတ်ပါဘူးဆိုတော့အားငယ်စိတ်နဲ့ဝမ်းနေလိမ့်မယ်ကိုအောင်စိတ်အနှောက်အယှက်ဖြစ်မှာကိုသူမလို့လားကိုအောင်ကိုသူ့ရဲ့နေကမေတ္တာအလုံးစုံကိုဥဖြတ်ဖြာမပေးနိုင်ခဲ့ပေမဲ့စိတ်ချမ်းသာမှုကိုတော့အပြည့်အဝပေးလိုပါတယ်ခုနတော့ကအင်ဂျင်နီယာကတော့လှတယ်နော်ကိုအောင်စုထွေးကပြောမိပြောရပြောလိုက်တယ်လှတော့လှတယ်ချစ်စီကတော့မကောင်းဘူးပေါ့ဟုတ်လားဟုတ်တယ်လေကိုအောင်ကလည်းမဟုတ်တာအဲ့ဒါတူတူပဲမဟုတ်ဘူးလားစုထွေးရဲ့ရှင်းနေတာပဲဟာကိုလှတာကလှတာပဲ
ချစ်စရာကောင်းတာကတော့ချစ်စရာကောင်းတာပဲတူမမတူတာတခြားစီပဲကိုအောင်ရှင်းရှင်းပဲပြောမယ်စုထွေးကအေးခင်လောက်မလှဘူးဒါအောင်မျက်စိပါတဲ့သူတိုင်းသိတယ်ဒါပေမဲ့အေးခင်တဲ့အများကြီးပိုပြီးချစ်စရာကောင်းတယ်ငချင်လေးကချင်လိုက်တာကွယ်စုထွေးကကိုအောင်ရဲ့ညာလက်မောင်းကိုမိနွေရင်ခက်တူတူရီမိတယ်ရင်ထဲမှာတင်းကျပ်နေတာတွေအတန်ငယ်တက်တာသွားတယ်မရီနဲ့စုထွေးထောင်တန်းတဲ့စကားရှိရင်ပေါ့တယ်တဲ့ကိုအောင်ကကိုမိမမလို့ကိုပြောတာကိုငချင်မို့ကိုချင်တာမဟုတ်ပါဘူးလာရောက်ပြောက်စားထိုးနေတဲ့ကိုအောင်ရဲ့မျက်နှာကိုမှုတ်ကြည့်မိတယ်မျက်နှာဝိုင်းဝိုင်းပါပြပြနဲ့နှကန်းကမတိမသားထူတဲ့လူညံ့သိမ်မွေ့တဲ့မျက်လုံးတွေကယုံကြည်ကိုးစားမှုကိုပွားစေပေမဲ့ရင်ကိုတိတ်ပြီးမခုန်စေရင်ခုန်တာမကောင်းပါဘူးရင်ခုန်ရတဲ့အချစ်ကိုလည်းမလို့ကျင်တော့ပါဘူးစုထွေးကသူ့ကိုတတိရတဲ့သူနဲ့တုန်းကစုထွေးကအမြဲလိုရှင်ခုန်နေခဲ့တယ်တကူလုံးကိုမျိုးချထားတော့မလို့စူးစူးရဲရဲနဲ့ကြည့်တတ်တဲ့သူ့အကြည့်ကိုရင်ဆိုင်ရတာနှလုံးသားကသွေးတိုးမြန်လာတတ်တယ်ရှက်သွေးချမ်းလာတတ်ပါတယ်အခုမှသာရင်ခုန်ရတဲ့အချစ်ကိုမလို့ကျင်ပါဘူးလို့တွေးနေပေမဲ့လိုချင်တုန်းကတော့လိုချင်ခဲ့တယ်သူ့အချစ်ကိုတူရဲအပိုင်ရယူလိုခဲ့တာယူမတက်ပါပဲဝိစာသိပ္ပံမှာတယောက်စီးပွားရေးမှာတယောက်စက်မှုမှာတယောက်ပညာရေးမှာတယောက်စသဖြင့်အချစ်တွေများတဲ့သူတည်င်းကိုကြားရတော့ကားအောင်တစ်ခုလုံးရွှဲရွှဲဆိုအောင်ကြိတ်ပြီးငိုရသေးတယ်စုထွေးရလဲကွာဟိုဟာတွေကအပြောပါစုထွေးတယောက်ထဲဦးတာမောင်ကတကယ်ချစ်တာပါလို့သူကချော်တိုင်းလေမယုံရင်ယူရင်းနဲ့ရှုံခဲ့ရသေးတယ်မိဘကလည်းချမ်းသာပညာကလည်းတော်ရုပ်ကလည်းချောဆိုတော့ရင်းကမလို့ခုံကလှုပ်တဲ့မိန်းမတွေကလည်းအများသားကွယ်လို့သူ့ဘက်ကပဲကာကွယ်ပြီးပြောခဲ့ရတယ်ပြောမဲ့တာပြောရပေမဲ့တိတ်ပြီးအားရှိလာတာတော့မဟုတ်သူကအသက်သက်တွေကစုတွဲစီတဖြည်းဖြည်းအလာကျဲလာတော့အပူရုပ်ကိုဟန်လုပ်ပြီးမပြုံးနိုင်ခဲ့ပါဘူးညနေတိုင်းသူလာမဲ့လမ်းကိုလှမ်းမြော်ကြည့်ပြီးမျက်ရည်ဖြန်းဖြန်းကြတော့တငယ်ချင်းဖြစ်သူမိမာကမလှုပ်ဘူးဆိုတဲ့နင့်မြင့်ကြီးလေအခုတော့ကစုံပေါက်ပြီးပြေးပြီမိစုထွေးရဲ့နင့်မြင့်ကြီးကလှုပ်တာမလှုပ်တာပြေးတော့ပြေးတတ်တယ်လို့ဂယုဏတော်တော်နဲ့ပြောပြီးသူနဲ့တူတူရောပြီးမျက်ရည်ကျခဲ့ပါတယ်လှတယ်ဆိုတာကအစင်းစုထွေးရဲ့အရေးပြားပေါ်မှာပဲရှိတယ်ချစ်စရာကောင်းတာအရေးချင်းအသေးနှလုံးထဲမှာရှိတယ်ကိုအောင်ကစုထွေးရဲ့ပခုံးကိုအသားရဖက်ကပြောတယ်လှတယ်မလှဘူးဆိုတာမြင်မြင်ချင်းသိတာတယ်ချစ်စရာကောင်းလားမကောင်းဘူးလားဆိုတာတော့ချက်ချင်းပြောလို့မရဘူးအသေးနှလုံးဆိုတာအရေးပြားလောက်လွယ်လွယ်ကူကူမြင်ရတာမှမဟုတ်ပဲကြေးတမကန်ပေးမှာဓမ္မပင်တွေကအကိုင်းချင်းရှက်ပြီးပေါက်နေတဲ့ဓမ္မဝင့်ဓမ္မဘူးဖြူဖြူလေးတွေကလာပြီးညအရောက်မှာဝါနေကြတယ်တင်ပြပြင်းရှနဲ့ကလေအေးထဲမှာဝေဝဲနေတယ်စုတဲကဓမ္မနဲ့မှုံးမွေးလေးကိုရှိုက်ပြီးရှူလိုက်တယ်ရင်ထဲမှာကြည့်ပြီးအေးသွားတိုင်အောင်ခံစားရတယ်ကိုအောင်ကစုထွေးရဲ့နှလုံးသားကိုမြင်လို့လားမြင်တော့ပေါ့စုထွေးရဲ့ကြီးပါဗျာကြီးမထိတ်နာမှာဒဏ်ရာလေးနည်းနည်းရဘူးလို့အမရုပ်ကလေးရလေးထင်းလို့စုထွေးကမလုံမလဲပြုံးရင်ကိုအောင်ရဲ့လက်မောင်းကိုမနာမကျင်စိတ်ဆွဲလိုက်မိတယ်ငါရင်ထဲကအနာကိုသူ့အမြဲတတိယနေတဲ့ထင်ပါရဲ့လို့တစ်ဆက်တည်းတွေးမိပြီးစိတ်မကောင်းနဲ့ဖြတ်သွားတယ်အနာကကျက်နေပါပြီကိုအောင်ရဲ့မကျက်ရင်လည်းကိစ္စမရှိပါဘူးမိမယာကိုအောင်ကကြက်အောင်ကုပေးမှာပေါ့ခုနတုန်းကစိတ်ဆွဲနေမိတဲ့ညာဘက်လက်မောင်းကိုစုတွေးကအာကုတကြီးဖတ်လိုက်တယ်ရင်ထဲမှာလည်းနှွေးသွားတယ်ဒီစားပြက်မာလီဘဝနဲ့တနစ်ခန့်ငိုပြီးတဲ့အခါစုတွေးဟာကိုအောင်နဲ့တီးခဲ့ကြတယ်ကိုအောင်အမေနဲ့စုတွေးရဲ့အမေတို့ဟာငယ်တငယ်ချင်းတွေဖြစ်ပါတယ်အမေတို့ကပြောတယ်လို့ဆိုရင်ထုတ်စီတို့ဘက်ဖန်ကုံဘက်တွေဖြစ်ပါတယ်လက်ပေါင်းများစွာကိန်းနေပြီးမှရွှေတကုံဖျားပေါ်မှာစုံမိကြတယ်အိမ်အောင်မကြမီရကွဲသွားကြတဲ့တငယ်ချင်းနှစ်ယောက်ဟာပြန်တွေးကြတဲ့အခါသားတစ်ယောက်သမီးတစ်ယောက်စီနဲ့နှစ်ယောက်စလုံးမုတ်ဆိုးမှဖြစ်နေကြပြီသူ့အမေနှစ်ဘေးကပါလာတဲ့ကိုအောင်ကိုကြည့်ရင်စုထွေးရဇီယဝင်လောင်းသာဆိုရယ်ကိုက်ကလည်းပဲ့လိုက်တာလို့တွေးမိတယ်လို့ကိုအောင်ကလည်းအမလေးပြတကယ်ပါလုံးကိုသူကထမင်းကျွေးထားတာကြနေတာပဲမျက်နှာကရှစ်ခေါက်ကျုံနေလို့တွေးမိတယ်အမေနဲ့ဦးရဲ့မျက်နှာကြောက်တာတယောက်ကိုတယောက်သွားပြေးပြီးနှုတ်ဆက်လိုက်ကြပေမဲ့မြင်ချင်းမျက်နှာစောတဲ့တယ်တော့မဟုတ်အခုလဲကိုအောင်ခုပြီးလို့အနာကျက်ပြီးနေကောင်းသွားတာပဲကိုအောင်ရဲ့ဒါပေမဲ့အမာရွတ်ချက်နေသေးတယ်အဲ့ဒါကိုပါပြအောင်ကုပေးအဲ့ဒါတော့ကိုအောင်ကုလို့မရဘူးစုရဲ့ပိုက်ထဲကဖူးကလေးကကုပေးနေမယ်ဟာကိုအောင်ကလေမဟုတ်ဘူးလားစုထွေးရဲ့ကိုအောင်ကပွဲလွန်မတက်ရသေးပဲနဲ့နှလုံးရောဂါအထူးကိုဆရာဝန်ဖြစ်နေရတော်ရောပေါ့အမာရွတ်ကိုတော့ဖူးကလေးပဲစက်ကုခိုင်းရမယ်ကိုအောင်ကရွှင်ပြစွာရှိနေတယ်စုထွေးကသူ့ဝမ်းပိုက်ကိုသူအသားရလက်နဲ့ဆုပ်ပြီးစမ်းကြည့်မိတယ်သုံးလကြော်ရှိပြီးမှုစုံစုံယုံယုံလေးတောင်ဖောင်းနေပါပြီကိုအောင်ကလေအဲ့ဒါကိုဂုံယူစရာကြီးလုပ်ပြီးလူကြားရဲရောက်ရင်အော်ပြီးတိတ်ရှက်စရာကောင်းတာပဲအမလီမိမရဲ့ဂုံယူစရာမလို့ဂုံယူတာဘာဖြစ်တုံးဗျဟော်ရီကကျုံမိမဆွတ်ဆွထွေးရပိုင်လေးပူရဲတယ်ဗျခလေးလဲမွေးရဲတယ်လို့တော့အော်လန်ချင်းနဲ့လိုက်အော်ချန်လိုက်သေးတာ
အိုးယောက်ျားယူလို့ခလေးမွေးတာစမ်းသလားစမ်းတော့မစမ်းဘူးပေါ့ဒါပေမဲ့အလှပြတ်မှာဆိုလို့ခလေးမမှုရဲပဲတားစီတွေစားနေတဲ့တချို့မိန်းမတွေလည်းရှိနေသေးတော့ကျုပ်ကတော့ကျုပ်မိန်းမအတွက်ဂုဏ်ယူချင်တာပဲဘသူကများခလေးမွေးရမှာကြောက်နေလို့တော့အလှပရင်မအိခင်လေးဗျာစုတွေကတက်ပြင်းလေးတစ်ချက်ရှိုက်မိတယ်ခေတ္တခဏမေ့သွားတဲ့အိခင်ကိုပြန်ပြီးတတိရတယ်ဒီနေ့ညတော့သူတို့အเจ้าကိုသာတွေးနေမိတော့မှလားမသိဓမ္မပန်းနဲ့ပြန့်ပြန့်သိနေတဲ့အစိမ်းရင်ရောင်အရွက်ချွန်ချွန်လေးတွေကလည်းလာရောင်အောင်မှာပိုပြီးစိမ့်မိအဆောင်လက်နေတယ်စုတွေကညှင်းလေအေးကိုရှိုက်ရင်သူ့ကောင်းလေးကခင်ကိုမောင်းထုတ်လေထွက်မှတ်သွားတိတ်လာတော့လေလှနေတဲ့အလှလေးပြတ်မှာပေါ့လေလို့တွေးမိတယ်စုတွေကတော့မလှဘူးပေါ့နော်ကိုအောင်သူ့လောက်တော့မလှဘူးပေါ့အားငယ်စိမ့်လေးနဲ့ပြောနေတဲ့စုတွေစကားကိုကိုအောင်ကလွယ်ကူကူပဲထောက်ခံတယ်တကယ်ဟာခင်ကကိုအောင်ကိုမမှတ်မိလို့ပါငငယ်တုန်းကသူနဲ့တကြောင်နဲ့နေဘူးလေတကယ်ကြေးဓမ္မကံမောင်ရိုးကိုနှစ်ယောက်သားလက်ချင်းတွေကတက်လာခဲ့ကြတယ်စိမ့်လဲလဲရေးပြင်းအောင်လာရောင်မှတစ်ဖြက်ဖြက်လက်နေတယ်ကိုအောင်ကရေပြင်ကိုငေးကြည့်ကခက်တမြညှိနေတယ်သူ့အဖေကိုအောင်တို့မျိုးကိုပြောင်းလာပြီကိုအောင်တို့ကြောင်သူရောက်လာတော့ထုံးစံတိုင်းပဲဆရာတွေဆရာမတွေအားစသူ့ကိုအရေးပေးကြတာပေါ့အဲ့ဒီတုန်းကကိုအောင်ကကိုးတန်းမှာသူ့ကိုလည်းကိုအောင်တို့အတန်းခွဲရွယ်ဆရာကြီးကပို့ပေးတယ်ကိုအောင်မှတ်မိသေးတယ်ခင်ကစပင်လေးနှစ်ဖက်ခွဲပြီးဖဲကျိုးအစိမ့်လေးတွေနဲ့ဆေးထားတယ်အင်ဂျင်နဲ့လုံကြီးကတော့ចောင်းထုံးစံတိုင်းအဖြူနဲ့အစိမ့်ပေါ့သူကလည်းအရွှမ်းမြင့်မြင့်အသားလေးရဖြူဖြူမျက်နှာလေးရလည်းလှဆိုတော့အဲ့ဒီလိုရိုးရိုးចောင်းဝစ်စုံလေးနဲ့ကိုပဲသူကတိတ်လာနေတာသူ့ဖေကအရာရှိဆိုတော့သူကမာနကြီးတယ်မျက်နှာကမချိုမပြော့ပဲခက်တီတီခက်မော့မော့ရဲ့ဒါပေမဲ့အဲ့ဒီလိုတင်းနာကိုကတမျိုးကြည့်ကောင်းပြီတမျိုးလာနေတာစွထွေးရဲ့ဒါနဲ့ကိုအောင်ကကြိုက်သွားရောလားဟုတ်တော့စွထွေးကနောက်ပြောင်မေးလိုက်ပေမဲ့ကိုအောင်ကကောင်းညီဝင်းခံပါတယ်စွထွေးရဲ့ရင်ထဲမှာဟာကနေဖြတ်သွားတယ်ကိုအောင်ဟာသူကလွယ်ပြီးတခြားမိန်းကလေးတူကိုကြိုက်ခဲ့ချစ်ခဲ့လိမ့်မယ်လို့သူမတွေးထင်ခဲ့မိကိုအောင်ကသူ့အလှကိုကြိုက်တာပါအိုးဖားထုလို့လေလို့စွထွေးကမကြည်မနဲ့ပြောမိတယ်ဒီလိုနဲ့ပဲဝတ္ထုတွေကဇလန်ရုပ်ပြတွေကဇလန်မျိုးစမှာပေါ့အရာရှိကြီးသမီးချောချောလှလှလေးကသူတို့เจ้าကိုရောက်လာစာတော်ပြီးမြစင်းရဲသားကောင်လေးကကောင်မလေးကိုစတင်ပြီးအစပိုင်းမှာတော့ကောင်မလေးနဲ့မတည့်ဘူးပေါ့ဘူးနဲ့ပေါင်းနေဖြစ်နောက်တော့ကိစ္စတစ်ခုမှာကောင်လေးကကောင်မလေးအတွက်အနစ်နာခံကောင်မလေးကတိတ်တနာသွားနောက်တော့တနာရကချစ်ရိုးနေပြီဒီလိုမျိုးလဲမလူတမဆက်ပြီးတွေးလိုက်မိတယ်ဒါပေမဲ့စုတွေးရဲ့အတွေးကိုမသိတဲ့ကိုအောင်ကခံရည်ပြင်မှာအရေးထင်နေတဲ့လာမင်းကြီးကိုငေးကြည့်ရင်းနဲ့ဆက်ပြီးပြောပြပါတယ်အလားပါကိုခန်းစားတတ်တဲ့ပုတုစင်လူသားတွေပဲစုတွေးရဲ့သူကတိတ်လာတော့အလားကြိုက်တဲ့လူတွေကကြိုက်တာပေါ့သူရောက်လာတော့ကိုအောင်တို့ចောင်းသားလောကမှာရုပ်ရုပ်တသက်ကိုဖျက်လို့စားပြီးတဲ့သူကပေးအိမ်ရှိသွားပြီးတက်ချင်းဆိုတဲ့သူကဆိုအချင်းချင်းဆောင်ပြီးရဖြစ်တဲ့သူကဖြစ်ဘာမှမဆရဲမပြောရင်လို့အုံမုန်းကြိတ်ပြီးဆွေးတဲ့သူကဆွေးကိုအောင်ကရောကြိတ်ပြီးဆွေးရောလားမဆွေးပါဘူးဒါနဲ့သူ့ကိုကြိုက်တယ်ဆိုအင်းလေဒါဆိုသူကပြန်ကြိုက်လားကြိုက်ဖို့နေနေတတ်တာကိုအောင်ကိုသူနဲ့တတန်းနဲ့နေခဲ့ဘူးတယ်လို့တော့မမိတာကိုပဲကြည့်ကိုအောင်တို့အတန်းမှာလူက90ကျော်တယ်မိန်းကလေးနဲ့ယောက်ျားလေးကများတယ်သူကလည်းမာနကဲဆိုတော့တော်ရုံလူကိုအရေးစိုက်တာမဟုတ်ဘူးသူကလည်းမာနကဲဆိုတော့တော်ရုံလူကိုဂယုစိုက်တာမဟုတ်ဘူးကိုအောင်ကလည်းစုထွေးသိတဲ့အတိုင်းခက်အေးခက်ကုတ်ကုတ်နေတတ်တာသူကအရှိဆုံးတက်မှထိုင်ကိုအောင်ကနောက်ဆုံးနှက်မှထိုင်ညနေချင်းတောင်တက်တဲ့ဆိုင်မှုတာမဟုတ်ဘူးနောက်ပြီးကိုအောင်တို့အချင်းတွေကိုလည်းစုထွေးတွေးကြည့်ပေါ့အဖေကမမအမေကလည်းဘာမှမလုပ်တတ်မကိုင်တတ်နဲ့စီပွားရေးကလည်းမပြေနေဒီတော့ကိုအောင်ပုံစံကလည်းခက်နန်းနန်းတရပဲမဟုတ်လားခုလိုပြပြဖြိုးမဟုတ်ဘူးပိန်တာယူကလေးလာကငိမ့်နေပြီမိခြေကန်တွေကလာကတော့တရရိပ်လှုပ်ရှားနေတယ်ကိုအောင်ကတင်းငိမ့်အေးဆေးစွာပြောနေတယ်ဒါပေမဲ့စုတွေးရဲ့ရှင်ထဲမှာတော့တစ်ဖြက်ပြန်လှုပ်ရှားနေတယ်မနာလိုတာမဟုတ်ပါဘူးလို့ထင်မိမိအေးခင်ဆိုတဲ့မိမချော်လေးကိုမနာလိုဖြစ်မိတာကအမှန်မှာအလားပါကိုပိုင်ဆိုင်ခြင်းဟာအသိနှလုံးတွေကိုတင်ကြုံရယူခြင်းနဲ့အတူတူပဲဖြစ်ပါတယ်မမီတဲ့ပန်းမှုလို့ကိုအောင်ကမလန်းခဲ့ဘူးဆိုပါတော့စုတွေကဝမ်းနေစွာမေးမိတယ်ကံကောင်းလိုက်တဲ့ခင်အနိုင်ယူလိုက်တဲ့ခင်ပထမဆုံးငါချစ်သူရဲ့နှလုံးသားကိုယူသွားတယ်အခုတခါငါယောက်ျားရဲ့နှလုံးသားတစ်ပိုင်းတစ်စောင်သူယူခဲ့ဘူးပြန်တယ်ဒီလိုတွင်းရင်းနဲ့ပင်သက်ဆိုင်မိတယ်အိမ်ပြန်ရောက်ဖျားရှိကိုတော့နိဗ္ဗာန်မတ်ဖို့ကိုရက်တူတူနဲ့ရောက်ရပါလို့ဤဆိုတဲ့ဆုတောင်းကိုခေတ္တဘေးဖယ်ထားပြီးဘဝဆက်တိုင်းဥစ္စာဒနာကျွေဝပြီးသူမတူအောင်ချောမောလှပသူဖြစ်ရပါလို့ဤဖျားလို့အရင်ဆုတောင်းရတော့မင်းထင်ပါတယ်မိရင်လည်းမလန်းမအောင်ဆုထွေးရဲ့အမေကြီးကျင်လိုက်တာကြီးကျင်တာမဟုတ်ပါဘူးမိမရဲ့ကိုကောင်ကခက်တက်တဲ့ရှိတယ်
မနာလိုစိတ်အားငယ်စိတ်တွေနဲ့ညှို့မိုင်းနေတဲ့စွတ်တွေးရဲ့မျက်လုံးတွေကိုခုမှအသေးချအကဲခတ်မိဟန်ရှိတယ်။ဓမ္မပင်အောက်မှာအသာလျှော့လိုက်ရင်စွတ်တွေးရဲ့ပခုံးကိုညှစ်ပြီးကန်လိုက်တယ်။အော်စွတ်တွေးကကိုအောင်ပြောတာနားမလဲပဲကို။အိုးဒီလောက်ရှင်းနေတာမနာလိုစိတ်အားငယ်စိတ်တွေနဲ့ညှို့မိုင်းနေတဲ့စွတ်တွေးရဲ့မျက်လုံးတွေကိုခုမှသေချာအကဲခတ်မိဟန်ရှိတယ်။ဓမ္မပင်အောက်မှာအသာလျှော့လိုက်ရင်စွတ်တွေးရဲ့ပခုံးကိုညှစ်ပြီးကန်လိုက်တယ်။အော်စွတ်တွေးကကိုအောင်ပြောတာကိုနားမမလဲပဲကိုဒီလောက်ရှင်းနေတာနားမလဲအောင်စွတ်တွေးကခလေးမလို့လားနားလေတာပေါ့သူ့ကိုကိုအောင်ကကြိုက်တယ်သူကကိုအောင်ကိုမကြိုက်ဘူးအရေးတော်မဆိုင်ဘူးဒီတော့ကိုအောင်အသေးကြီးဟက်တက်ကွဲခင်မှာပေါ့ဒါပဲမဟုတ်လားစွတ်တွေးရဲ့စကားဆုံးမှာကိုအောင်ကအားရပါးရရှိပါတော့တယ်အော်စွတ်တွေသူကလာလို့ကိုအောင်ကကြိုက်တယ်ပြောတာပဲချစ်တယ်လို့ပြောတာမှမဟုတ်ပဲစွတ်တွေရဲ့ကိုအောင်ချစ်ခဲ့ဘူးတာကဟော်ရီကစွတ်တွေတယောက်သေးပါစွတ်တွေရဲ့နှစ်ဖူးပြင်းပြင်းကိုကိုအောင်အသာလေးနမ်းလိုက်တယ်ဟိုနာတော့ကမနာလို့စိတ်အားငယ်စိတ်တွေတက်လာတဲ့စွတ်တွေရဲ့စိတ်ဟာလေချက်ချင်းအနေထိုင်သွားတယ်ဒါကြောင့်မို့လို့မိမတွေကဥတုတွေပြောတာတူလဲတကယ်တူတာဗျသူတို့ကတော့ကျမအသိနေအောင်ချစ်ခဲ့ရတဲ့ချစ်သူတယောက်ရှိခဲ့ဘူးတယ်ကိုအောင်ညွန့်ကိုကျမအခုတော့မချစ်သေးဘူးဒါပေမဲ့တစ်ချိန်ချိန်မှာတော့ချစ်လာခြင်းချစ်လာမေးထင်ပါတယ်လို့ခက်တီတီကြီးပြောခဲ့ပြီးတော့အခုသူ့အလဲကြတော့တို့ကိုထားရတော့မလို့ပဲအိုးဘာမှရှိုက်လို့လဲစုတွေကရှက်စနူးနေရွှေမိတယ်ရပါတယ်စုတွေရဲ့ကျွန်တော်ကိုမချစ်ချင်သေးလဲရှားပါတယ်ဒါပေမဲ့ကျွန်တော်မြတ်တာတော့လက်ခံထားပါလို့နားလေခွင့်လွှတ်စွာပြောတဲ့သူစကားကိုကြားရောင်လာမိတယ်ရှင်းရှင်းပြောရရင်အမေကမောင်အောင်ညွန့်လေးကမစိုးရှာပါဘူးသမီးရဲ့အမေတော့သူနဲ့သဘောတူတယ်ပါပါလှလှမော်မော်ကြွကြွလေးလုံးဝမရှိဘူးအမေရောမခင်တွေရောသားနဲ့သမီးပညာရေးကိုရှိသမျှပစ္စည်းတွေနဲ့လဲခဲ့ကြရတာနှစ်ယောက်စလုံးဟယုဇံကြွပဲသမီးတို့လည်းပညာဆုံးရောရှိတဲ့ပစ္စည်းနဲ့ကုံရောလို့ပြောတော့စုထရဒါဆိုရင်အမေကနှက်ခမ်းပိတ်ခြင်းမိမှုမလို့ပေါ့လို့မျက်ရည်အဝဲသားနဲ့ပြောသေးတယ်အမေကသူ့ကိုစူးစူးရင်းရင်းစိုက်ကြည့်ပြီးအေးနှက်ခမ်းပိတ်ခြင်းတွေ့ရင်တော့သူကဆရာဝန်ဆိုတာဂျူဂျူနေရွက်ပက်ပက်နှက်ခေါင်းပုံပုံမိမတယောက်တော့မရှားဘူးအေးလို့ခက်ပြက်ပြက်ပြောခဲ့တယ်စဉ်းစားကြည့်တော့လေဟုတ်သားပဲဆရာဝန်တင်မောသားနဲ့အင်ဂျင်နီယာဆိုတာလူကြိုက်များတဲ့ကုံတစ်ခုပါသူ့အထားနဲ့သူတော့ဝဲလို့သူဟာအနေနဲ့များရှိနေတတ်တယ်အမေတို့ပေးလိုက်တဲ့ပညာလေးတွေကိုပိုက်ပြီးရှေ့ဆက်မယ်ဘဝအောင်လေလက်ချင်းတွဲရှောက်စေခြင်းနဲ့လို့အမေကဆက်ပြောတော့သူတွေချက်ကောင်းမငြိမိကိုအောင်ကိုအထင်ကြီးနဲ့မရှိသေးတာကြောင့်ဖြစ်ပါတယ်ကိုအောင်နဲ့နှစ်ဦးချင်းတွေ့ပြီးအမေတို့ကတော့ဒီနိုပဲကျွန်တော်ကလည်းစုထွေးကိုချစ်တယ်လို့ပြောတော့ဘာဖြစ်လို့ချစ်တာလဲလို့မေးမိသေးတယ်သူ့အကြောင်းကိုလည်းဖွင့်ပြောခဲ့တယ်စုထွေးမျက်နှာကျွန်တော်နဲ့တွေ့ခက်တဲ့နေဆိုတော့အစောပိုင်းကတော့အမြင်တော့ကပ်မိပါသေးတယ်ဒါပေမဲ့ဟိုတခါတော့ကခလေးတွေကိုစတင်နေရမြင်တော့သူ့မျက်နှာလေးကအတော်ချိုးပြီးအတော်ပြော့ပါလားလို့သတိထားမိလာတယ်ဒါကြောင့်စုထွေးရဲ့ကြောင်းနာကိုကျွန်တော်ခဏရောက်တယ်ကျောင်းရှိရလက်ဖေးရည်ဆိုင်မှာထိုင်ရင်စုထွေးကိုကြည့်နေမိတယ်ခလေးတွေကိုစိတ်ပါလက်ပါစတင်တာဆုံးမတာစားအုပ်မဝေးနိုင်တဲ့ခလေးတွေကိုအိတ်ထဲကစိုက်ပြီးဝဲပေးတာကိုကကြတော့ကျောင်းလုံကြီးအစိမ့်လေးတစ်ထိန်တော့ချက်ချင်းမဝေးနိုင်မေအိမ်ရောက်ရင်ချွတ်ပြီးမွေရအောင်ဖိအိတ်နောက်တနေ့ပြန်ဝဲတခါတလေမိုးဆူပြန်တော့လေအစိုးကြီးကိုချအောင်အတင်းမီးကိုတိုက်ပြီးဝဲတခါတော့ကခက်ဆူဆူခက်ထန်တိုင်းထမိန်ကြီးဝဲသွားပြီးအေးမီနာရီစေးတာရောထမိန်မိုးပြေကန်နေရင်ကျောင်းသားတွေအတွက်စိုက်လိုက်ရင်းနဲ့9လလောက်နေမှထမိန်ဝဲပြစ်တာတွေရောကျွန်တော်အကုန်သိတာပေါ့အဲ့ဒါတွေသိလို့လေချစ်တာပဲထင်ပါရဲ့လို့ခက်ယူပဲပြောတယ်စုတရားသူ့ကိုယ်သူမှန်ထဲမှာကြည့်ရင်ငါ့ကိုချောလို့လည်းမဟုတ်လှလို့လည်းမဟုတ်ထမိန်မဝဲလို့ချစ်တာဆိုပြီးရေချင်ငိုချင်နဲ့တွေးမိခဲ့သေးတယ်ဒါပေမဲ့သူ့အလှကြတော့လေကိုအောင်လူပဲဖြစ်ပါတယ်တငယ်ချင်းတယောက်ရဲ့အမေစေးရုံတက်နေရတာကိုတရင်သွားမရင်စေးရုံကြီးကိုမမျော်လိမ့်မေးလျှောက်တယ်တငယ်ချင်းရဲ့မိခင်ကဒီအဆောင်ကအလုပ်တင်ဆရာဝန်လေးကစေတနာကောင်းလိုက်တာကွယ်တကယ်ကိုဖြစ်ရင်ဖြစ်ပဲလို့ပြောတယ်ဘေးကတင်ရလူနာကလည်းချီးကျူးကြတယ်ဒီဆရာဝန်ကတော့ရှားပါတယ်ကွယ်သူ့ကိုစားစရာတောက်စရာလက်ဆောင်ပေးနေမရှိတဲ့လူနာသွားကြွေးပြတ်တာပဲယောဂအကြောင်းမင်းရင်လေစိတ်ရှင်လက်ရှိထားပြီးရှင်းပြတယ်သဘောကောင်းလိုက်တာလေးလုံရောဒီလိုသားမျိုးလေးမွေးတဲ့အမေတော့မွေးရကြိုနှက်လိုက်တာလို့ပြောနေကြစေလူသားစင်းညံကဖြတ်သွားတဲ့ကိုအောင်ကိုတွေ့ရတယ်အဲ့ဒီမှာဆရာဝန်လေးပေါ့အမေတို့မှသူ့မျက်နှာလေးမြင်လိုက်ရရင်ပဲအာဟုတက်ပြီးယောဂတတ်တာတလို့ပဲလို့ပြောတယ်မကြီးကွက်စိန်လုံးကြီးပေါ်မှာကျူတီကုတ်ဖဖအောင်ဝတ်ထားတဲ့ကိုအောင်ကိုစုထွေးဟာပထမဆုံးချိန်အထင်တကြီးလှမ်းကြည့်မိတယ်သူများဆရာဝန်နေလို့ရှိုးမကြလိုက်တာတုံးလိုက်တဲ့ပုံလိုမတွေးမိတော့အရေးပြားအပေါ်ကိုသာမြင်တတ်တဲ့မျက်စိဟာအရေးပြားတွင်းကိုရုတ်တရက်လှမ်းမြင်လိုက်ရတာကြောင့်ဖြစ်ပါတယ်နောက်တနေ့ညနေကိုအောင်ကိုမြင်တော့စုထွေးဟာကိုအောင်ရဲ့မျက်လုံးတွေကိုစူးစိုက်ကြည့်ကရင်ထဲမှာနှွေးလာတယ်အဲ့ဒီနောက်ကို
ကိုအောင်ကိုစုထွေချက်ပါတယ်ဆိုတဲ့စကားတော်တော်လေးတောပြစ်ခဲ့ပါတယ်။ဦးတူရာချက်လို့ပေါ့ကိုအောင်ရဲ့စုထွေကကိုအောင်ရဲ့လက်မောင်းကိုမှီရင်ကြတော့ကိုအောင်ကခက်သက်သိမ့်ရှိတယ်။အကိုင်းနေတဲ့ကိုင်းကတမဝင့်တမခက်လေးတွေကိုလက်ချုပ်ပြီးလက်ထဲမှာလှုပ်ကစားနေတယ်။အဲဒီနောက်စုထွေကိုအသာဖက်ရင်ပြောတယ်။ကိုအောင်ကတော့ဦးမတူရာချက်လို့ပါစုထွေရဲ့တဲ့။ပရိသတ်တွေခုနာဆင်ခဲ့ရတဲ့ဇလန်လေးကတော့လှ၍မလှသူနဲ့မလှ၍လှသူဆိုတဲ့ဇလန်လေးရဲ့ပထမပိုင်းပဲဖြစ်ပါတယ်။နောက်ထပ်လည်းဇလန်လေးရဲ့စက်သိမ်းပိုင်းကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်အားပေးကြပါအောင်ရှင်။နောက်တော့တောက်ဆင်မိခဲ့ကြတဲ့ပရိသတ်တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။